passport နဲ့ time ကိုအလုပ်သွားချင်ရင်ဘယ်လိုလုပ်ရမှာလဲတဲ့ညီမရဲ့ passport ကိုပြန်ပြကြည့်ရမယ်ညီမရဲ့အမားတို့မြန်မာနိုင်ငံက passport ဆိုလို့ရှိရင်အများကြီးကိုရှိတယ်passport အကြောင်းလေးတွေထပ်ပြီးသိချင်တယ်ဆိုလို့ရှိရင်အမရဲ့အနီရောင်ထဲမှာသွားပြီးကြည့်လို့ရပါတယ်အဲ့ဒီထဲမှာလည်းအမရှင်းပြထားတဲ့တချို့သဝတ်တွေလည်းရှိပါသေးတယ်နောက်ထပ်ဘတ်ဆိုတာဘာလဲပန်းရောင်ကတ်ဆိုတာဘာလဲ passport ဆိုတာကဘာလဲစတဲ့အားဖြင့်အသေးစိတ်လေးတွေထပ်ပြီးသိချင်တယ်ဆိုလို့ရှိရင်လည်းအမရဲ့အနီရောင်ထဲမှာသွားပြီးစောင့်ကြည့်ထားဖို့မမေ့ပါနဲ့ဘာလို့လဲဆိုတော့အမနောက်ပိုင်းအမအဲ့ဒီဗီဒီယိုလေးတွေအထောက်ထားဒီနဲ့ပတ်သက်တဲ့ဟာတွေရောပြီးလို့ရှင် passport တွေရောပြီးကြလို့ရှင်ဒီပန်းရောင်ကတ် CI စတဲ့အကြောင်းအရာလေးတွေထပ်ခါတင်ပေးမှာမလို့ပါရှင်အဲ့ခါကျတော့ညီမထိုင်းကိုအလုပ်လာချင်တဲ့ passport နဲ့ဆိုလို့ရှိရင်ညီမကင်ဆောင်ထားတဲ့ passport က PV လား PG လားအဲ့ဒီကနေအမားတို့ကပြန်ပြီးကြည့်ရအောင်မယ်ပြီးကြလို့ရှိရင်ညီမကဘယ်လိုမျိုးလုပ်ချင်တာလဲမြန်မာပြည်ကနေတခါတည်းတရုတ်ဝင်နဲ့ထိုင်းကိုလာချင်တာလားဒါမှမဟုတ်လို့ရှိရင်အဲ့ဒီစာအုပ်အခွင့်နဲ့ပါလာပြောမှဒီထိုင်းမှာအလုပ်လာလုပ်ရင်းနဲ့တရုတ်ဝင်လူဖြစ်အောင်လုပ်ချင်တာလားအဲ့အပေါ်မှာလည်းထပ်ရှိသေးတယ်ငါညီမကဲဒါဆိုလို့ရှိရင်အမကြီးအဲ့ဆိုရင်ဘယ်လိုဟာမျိုးကပို့ပြီးအဆင်ပြေလဲအဲ့လိုဟာမျိုးထပ်ပြီးသိချင်နေတယ်ဆိုလို့ရှိရင်တော့အခုညီမကင်ဆောင်ထားတဲ့ passport နဲ့လာချင်တယ်ဆိုလို့ရှိရင်တော့ MOU နီလန်နဲ့လာပါ MOU ကြတော့အမဝန်ဆောင်မှုမလုပ်ပေးသေးပါဘာလို့လဲဆိုတော့အချိန်ကြီးအများကြီးကိုကုန်လို့အဲ့ဒီကြောင့်မို့ညီမပဲအဆင်ပြေရကြိုက်နေတဲ့ရာယုံကြည်ရာလူတွေနဲ့ချိတ်ဆက်ပြီးတော့ MOU ဒီနဲ့တခါတည်းထိုင်းကိုလာလို့ရတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ထိုင်းကိုရောက်တာနဲ့ညီမကချက်ချင်းတရုတ်ဝင်လူဖြစ်သွားတယ် MOU နဲ့ MOR ဆိုတာနောက်ထပ်2မျိုးရှိရပါတော့မြန်မာပြည်ကနေထိုင်းကိုတရုတ်ဝင်နဲ့လာချင်တဲ့သူတွေအတွက်ဘယ်လိုမျိုးကွာလာလဲအမကြီးဆိုလို့ရှိရင်တော့ MOU ကနိုင်ငံဒီထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့ဒီအလုတ်ရှင်နဲ့အလုတ်သမားကြားစာချုပ်ပြီးတော့ခေါ်ဆိုလာတဲ့ဟာကို MOU ပြီး MOR ဆိုတာကဘာလဲဆိုလို့ရှိရင်တော့တရားဝင်ပဲဒါပေမဲ့သူကဒီတထေးဒီအလုံးမဟုတ်ပဲနဲ့ထိုင်းကိုရောက်ပြီဆိုလို့ရှိရင်လမ်းကြောင်းလေးလွဲလို့ရတယ်ဒါကနားလည်မှုအနေနဲ့လုပ်ပေးတာပေါ့နော်ကဲအဲ့လိုဟာမျိုးလည်းထပ်ပြောရှိပါသေးတယ်အဲ့ဒီကြောင့်မို့နောက်ပိုင်းကြားလို့ရှင်တော့အမလည်းအချိန်ရလို့ရှင်လည်းအဲ့ဒီဝန်ဆောင်မှုလေးတွေကိုလည်းလှုပ်ဆောင်ပေးမှာပါဒါပေမဲ့လောလောဆယ်တော့အမလည်းမလှုပ်ဆောင်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကြိုက်တဲ့ရာအဆင်ပြေရာယုံကြည်ရာလူတွေနဲ့ချိတ်ပြောမှလာလို့ရပါတယ်တကယ်လို့အမကြီးအဲ့ဒီစာအုပ်နဲ့ထိုင်းကိုသွားမယ်ဆိုလို့ရှင်တော့တေဝင်ဖြစ်အောင်ဘယ်လိုမျိုးလုပ်လို့ရမလဲအဲ့လိုဟာမျိုးဆိုလို့ရှင်တော့အခုထိုင်းအစိုးရတွေဖွင့်ပေးနေတဲ့ work permit လောက်ဖို့ရန်အတွက်အမားတို့နာမည်စရင်သွင်းတာလေးတွေရှိပါတယ်အဲ့ဟာလေးတွေတကယ်လို့ညီမကလာဖို့အစီအစဉ်ရှိတယ်လူကလည်းမလာအားသေးဘူးဆိုလို့ရှိရင်လည်းအမားတို့နဲ့လမ်းချိတ်ပြီးတော့မှနာမည်စရင်လေးတွေလမ်းပြီးတင်ထားလို့ရပါတယ်နာမည်စရင်ကြားလာပြီဆိုလို့ရှိရင်လည်းတရားဝင်လူဖြစ်ဖို့ရန်အတွက်20ရာခိုင်နှုန်းတော့ကိုကရသွားတာပေါ့နော်အဲ့ဒါကြတော့အဲ့ခါကျမှထိုင်းကိုပြန်ရောက်တဲ့ခါကျမှစာအုပ်အခွန်အလွတ်ထဲမှာဒီကရတဲ့ work permit နဲ့ပြန်ပြီးတော့ဒုံးထုပြီးတော့ထည့်ပြီးတော့မှတရုံဝင်လူအဖြစ်နေသွားလို့ရသေးတယ်ငါညီမအဲ့ဒါကြောင့်အမစီမမပန်းလာတယ်မအမစီမမလာပြီးနာမည်စင်းတွဲမအမပြောတာမဟုတ်နော်ကြိုက်နေတဲ့ရပွဲစားတီစီတော့ကြိုက်နေတဲ့ရလူတွေနဲ့စီလောက်တာလောက်ယုံကြည်ရလောက်ဒါပေမဲ့တခုတော့ရှိသူများစီမှာလောက်ပြီးတော့မှအမစီနာပူနာစာလာပြီးတော့တခုပြီးတခုလာမမေးနဲ့အမလည်းအမလူတွေအတွက်အမအချိန်ပေးရအောင်မယ်အဲ့ဒါလေးတော့နားလေပေးစီချင်တဲ့ဟုတ်ပြီလားအမကြီးဘက်ကဘယ်တော့မှလည်းဘလို့တလို့နဲ့ maybe အရပါရ maybe ဒီခါကျမှဟုတ်ကဲ့အမနဲ့လောက်ထားတာမဟုတ်သူတို့စီဖုန်းဆက်တာမကင်လို့ပါသူတို့စီစာပို့တာသူတို့မကြည့်လို့ပါဆိုတာနဲ့မျက်ရည်နဲ့မျက်ခွက်လာပြီးတော့ပြောတဲ့လူတိုင်းကnetတိုင်းလို့ရှိလို့အဲ့ဒါကြောင့်မို့အမပြောတာတကယ်လို့အမနဲ့မလုပ်ဘူးဆိုလို့ရှိရင်တော့အမတော့တနိုင်တလောက်တော့ကြုံရင်ကြုံတယ်လို့မျိုးတော့ဘူးတူတာလေးတော့မြောက်ပြီးသွားမယ်ဒါပေမဲ့အမလူအတွက်လည်းအမအချိန်ပေးရမှာမို့လို့အဲ့ဒါလေးတော့နားလည်ပေးစီခြင်းပါတယ်အဲ့ခါကျတော့တကယ်လို့ညီမက passport နဲ့ထိုင်းကိုလာချင်တယ်ဆိုလို့ရှိရင်တော့2လမ်း3လမ်းလောက်တော့ရှိရပါတော့တလမ်းကတော့ MOU နဲ့လာမလား MOR နဲ့လာမလားဒါမှမဟုတ်လို့ရှိရင်ဒီရောက်မှပဲကိုယ့်ရဲ့စာအုပ်ထဲမှာဒုံထုမလား
တုံးထူတာကဒီ work permit တုံးထူတာပေါ့နော်အဲ့လိုဟာမျိုးလုပ်လို့ရမယ်အဲ့လိုဟာမျိုးရောရှိပါတယ်တကယ်လို့ညီမတို့ကအထက်လမ်းကနေလာခြင်းနဲ့စာအုပ်အခွင့်လေးနဲ့အမရေးလေးရင်နဲ့ copy လာဆိုလို့ရှိရင်လည်း copy ပါရှင့်ပြီးကြလို့ရှိရင်လည်းအောက်လမ်းကနေလာခြင်းနဲ့အမရေးဆိုလို့ရှိရင်လည်း copy ပါတယ်ဒါပေမဲ့စီးနှုံးချင်းတော့ကွာတယ်အပေါ်လမ်းကနေလေးရင်နဲ့လာမယ်ဆိုလို့ရှိရင်တော့ပတ်စံကျူပြီးပေးရပါမယ်တကယ်လို့မိတ်ဆွေတို့ကအောက်လမ်းကနေလာမယ်ဆိုလို့ရှိရင်တော့လူရောက်နေချပါရှင့်အလုံးနှစ်ပါတခါတည်းလာခြင်းနဲ့ဆိုလို့ရှိရင်လည်းအမစီကိုအသေးစိတ်ပြန်ပြီးတော့မေးလို့ရပါတယ်အမအားလုံးကိုကြိုဆိုပါတယ်အားလုံးပဲကံကောင်းတဲ့နေ့ရက်လေးဖြစ်ပါစေရှင်